မင်္ဂလာပါခင်ဗျကျွန်တော်နာမည်တော့အောင်ပြည့်ဟိမ်းပါခင်ဗျကျွန်တော်လက်ရှိ Chinawatra University မှာ Bachelor in Business Administration program မှာကျွန်တော်လက်ရှိပညာသင်ကြားနေပါခင်ဗျလက်ရှိအနေနဲ့ကျွန်တော် family business ပေါ့နော်ကျွန်တော်ရဲ့မိသားစုလုပ်ငန်းဖြစ်တဲ့ကျွန်တော်General Shop လုပ်ငန်းမှာကျွန်တော်co-founder အနေနဲ့လုပ်ဆောင်နေပါတယ်ဟုတ်ကဲ့ပါကျွန်တော်လက်ရှိကျွန်တော်ကိုယ်တိုင်အနေနဲ့ပေါ့နော်ကျွန်တော်ကိုယ်တိုင်အနေနဲ့တိုးတက်လာတဲ့အပိုင်းကတော့ကျွန်တော်အရင်ဆိုအရင်စကားနဲ့တိတ်ပြီးတော့မှတကယ်ချင်းအပေါင်းအသင်းနဲ့တိတ်မဆန်ဘူးပေါ့နော်အဲဒီအတွက်ကြောင့်ကျွန်တော်ဒီအတက်မှာတက်ပြီးရဲ့ကာလတစ်ချောင်းမှာကျွန်တော်အဲဒီစကားပြောစမ်းရည်ပေါ့နော်စကားပြောစမ်းရည်လည်းတိုးတက်လာတယ်တကယ်ချင်းနဲ့ communication လုပ်တဲ့အပိုင်းမှာလည်းကျွန်တော်တိတိတာကြီးတိုးတက်လာတယ်ပေါ့နော်အရင်ကလိုမျိုးဒီတကယ်ချင်းမရှိဘဲနဲ့တယောက်တည်းဖြစ်နေရမျိုးမရှိတော့ဘူးခင်ဗျနောက်ဆိုတကယ်ချင်းနဲ့ဘယ်လိုပေါင်းတင်ရမလဲတခြားကျွန်တော်အလုပ်တိုင်းမှာ customer နဲ့ဘယ်လို communication လုပ်ရမလဲဆိုတာလေးကိုပို့ပြီးတော့မှကျွန်တော်နားလည်ပြီးတော့တည်လာခင်ဗျနောက်ပြီးတော့ကျွန်တော်လုပ်ငန်းအနေနဲ့တိုးတက်လုပ်ငန်းပိုင်းမှာတိုးတက်မှုအနေနဲ့ပြောရမယ်ဆိုတော့ကျွန်တော်ဒီလုပ်ငန်းပိုင်းမှာတခြားပေါ့နော်ကျွန်တော်ဒီလုပ်ငန်းအတွက်မရှိဖြစ်လိုအပ်တဲ့ marketing strategy တွေအဲ့အပိုင်းတွေရောပြီးတော့ကျွန်တော်ဒီ inventory management ပိုင်းတွေမှာဟောဆရာကြီးတင်ပြလိုက်တဲ့ theory နဲ့လုပ်ငန်းမှာတိုင်းတွားပြီးမှအကျိုးပြုရခင်ဗျအဲ့တော့ကြောင့်လုပ်ငန်းအပေါ်လည်းတိတိတသားနဲ့ကျွန်တော်တိုးတက်မှုပြပြီးမှဥဆောင်လာနိုင်တယ်ခင်ဗျဟုတ်ကဲ့ဗျကျွန်တော်အဓိကအနေနဲ့ပေါ့နော်အကြောင်းအကြံပေးချင်တာကတော့ကျွန်တော်ဒီ online နဲ့ကျွန်တော်ဒီ campus တွေကိုအချင်းချင်းပေါ့နော်ကျောင်းသားတွေအချင်းချင်း networking ထိတ်ဆက်မှုလေးကိုအဓိကထားပြီးတော့လုပ်စေချင်ပါတယ်ခင်ဗျ။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီကျောင်းသားတွေအနေနဲ့တခြားတစ်ခုခုကျွန်တော်သင်ခန်းစာပဲဖြစ်ဖြစ်တခြားအပိုင်းပဲဖြစ်ပေါ့နော်ကျွန်တော် discount လုပ်တဲ့နေရာတွေမှာရောနောက်ပြီးတော့ကျွန်တော်နောက်ပိုင်းကျရင်လုပ်ငန်းကိုဝင်တဲ့နေရာတွေမှာရောကျောင်းသားအနေနဲ့ online နဲ့ campus နဲ့အချင်းချင်းချိတ်ဆက်မှုရှိသွားရင်နောက်ပိုင်းကျရင်ပို့ပြီးတော့မှအဆင်ပြေလာနိုင်လို့ထင်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်အနေနဲ့အဓိကတော့ကျွန်တော်ထိုင်းနိုင်ငံကိုအရင်သဘောကျရပါတော့။ဘာလို့လဲဆိုတော့သူတို့ရဲ့ tourism management ပိုင်းရောနောက်ပြီးတော့ထိုင်းနိုင်ငံကဒီ data တွင်းမှာအာရှမှာရောကျွန်တော်စီးပွားရေးအရာပေါ့နော်အရန်ကိုတိုးတက်နေရဲ့အဲ့အတွက်ကြောင့်ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီထိုင်းကိုလည်းသဘောကျတယ်အဲ့အတွက်ကြောင့်ကျွန်တော်ဒီထိုင်းနိုင်ငံကိုရွေးချယ်ဖြစ်တယ်။နောက်ထပ်ပြီးတော့ထိုင်းနိုင်ငံတက္ကသိုလ်ရဲ့မှာကျွန်တော် Chinawatra ဘာလို့ရွေးဖြစ်လဲဆိုတော့ Chinawatra ကဝင်ကြီးချုပ်တက်ဆင်ကိုယ်တိုင်ဒီထောင်ထားတဲ့တက္ကသိုလ်တစ်ခုလည်းဖြစ်တယ်ပြီးတော့ကျွန်တော်တို့ranking အရာဆိုရင်လည်းထိုင်းမှာ1 to 10ဝင်တဲ့တက်သူဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီ Chinawatra ကိုယုံကြည်စိတ်ချပြီးမှရွေးချယ်ပြလိုက်တာဖြစ်ပါတယ်ခင်ဗျနောက်ထပ်ပြီးတော့လည်းကျွန်တော်လက်ရှိ online campus တက်နေပါတော့เนาะပြီးရင်အပြင်ကျွန်တော် on site သွားပြီးမှတက်ရမယ်မကြခင်မှာပေါ့เนาะအဲ့အတွက်လည်းအရန်ကိုစိတ်လှုပ်ရှားနေပါခင်ဗျနောက်ပြီးတော့ကျွန်တော်ဒီခီးသွားလာမှုပိုင်းပေါ့เนาะကျောင်းသွားတက်တဲ့အပိုင်းမှာလည်းထိုင်းကကြတော့ကျွန်တော်တို့45မိနစ်လောက်ရောက်တဲ့ခီးလေးဖြစ်တဲ့အတွက်ကြောင့်ပေါ့ကျွန်တော်တို့အခက်အခဲမရှိဘဲနဲ့ကျွန်တော်တို့သွားပြီးတော့မှcampus သွားတက်လို့ရမယ်ခင်ဗျအဲ့အတွက်ကြောင့်လည်းကျွန်တော်အရန်စိတ်လှုပ်ရှားနေပါခင်ဗျ